အားလုံးပဲမင်္ဂလာပါရှင် Story Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုဒီဇာပေးမှာကတော့ပညာရှိလက်သမားဆိုရဲပုံရင်းလေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတော့ကဘာယာနတီဗီရဲ့မနီးမဝေးအရက်မှာရွာတီးတွေရွာတီးရှိရဲ့အဲ့ဒီရွာမှာရှိတဲ့လက်သမားတွေဟာဘာယာနတီဗီသူဗီသားတွေစီမှာလက်မှုပညာနဲ့အိမ်အောင်ပရိဘောဂါတွေလုပ်ပေးမယ်ဆိုပြီးငွေများစွာတောင်းယူပြီးတော့သုံးဆွဲပစ်လိုက်တဲ့ကွင်။ဒါကိုသိပြီးတော့မကျင်တတ်တဲ့ဘာယာနတီသားတွေဟာလက်သမားတွေရဲ့ရွာကိုလာရောက်ရိုက်နှက်ဖျက်ဆီးပစ်တာပေါ့။အဲဒီအခါလက်သမားတွေကရွာအပြင်ဘက်မှာခိတရှောင်နေပြီးမှညဘက်လူချေတဲ့ပြန်ရောက်လာပြီးရွာထဲမှာကျန်တဲ့သားမယားတွေကိုခေါ်ယူပြီးလှေတစင်းနဲ့ပင်လယ်ထဲကိုထွက်လာခဲ့ကြတယ်။လက်သမားအိမ်အောင်စုတို့ဟာလှေကြီးနဲ့ပင်လယ်ထဲမှာရက်အတန်းကြာမျောပါရင်ကျုံးပေါ်ကိုရောက်သွားခဲ့တယ်။အဲဒီကျုံးပေါ်မှာလည်းတင်မောပြက်ပြီးတောင်တင်နေတဲ့လူသားတစ်ယောက်ရှိတယ်။အဲ့ဒီလူဟာကျုံးပေါ်မှာအသီးနှံကျွဲဝါတာကိုသိပြီးရာသက်ပံနေထိုင်မှုတော့မှဆုံးဖြတ်ထားတာပေါ့။ကျုံးပေါ်မှာတလေးဆန်တွေပေါက်နေတယ်ပြီးတော့အရေထွက်တဲ့ကြံပင်တွေလည်းပေါ်တယ်။ဒါကြောင့်မလို့ကျုံးပေါ်ကလူဟာအသားရည်ကောင်းပြီးတော့တန်မာထွားကြိုင်နေ။ဒါပေမဲ့လူမရှိတဲ့ကျုံးပေါ်မှာနေတာကြောင့်သပင်မုတ်စိတ်တွေရှည်ပြီးတော့ဘလူးတရဲအသွင်နဲ့တူနေတာပေါ့။လက်သမားတို့ကကျုံးပေါ်ကိုရောက်ချင်းအဲ့ဒီလူကိုမြင်တဲ့အခါဘလူးတရဲမှတ်ပြီးတော့အားလုံးကထွက်ပြေးမြင်ပြူတယ်။ထိုအခါလက်သမားတို့ရဲ့အကြီးအကဲကထိုသူရဲ့အနီးကိုကတ်သွားပြီးတော့လေ့လာတယ်။ထိုသူကတလေးသမင်းကိုစားကြံရည်ကိုတောက်ပြီးတော့ကောင်းစွာအနာယူနေတာပေါ့။အဲ့ဒီလူကိုတွေ့ပြီးလက်သမားအုပ်စုကဘလူးနဲ့တူတယ်ဆိုပြီးဝိုင်းရိုက်တတ်မယ်လို့တော့အဲ့ဒီလူကနိုးလာပြီးမလောက်ပါနဲ့ဗျာကျုပ်လည်းခမရတို့လိုလူပါပဲတင်မောပြက်ပြီးဒီကျုံးပေါ်ရောက်လာတာပါအခုတော့ခမရတို့မြင်တဲ့အတိုင်းဒီပုံဖြစ်နေတာဒါပေမဲ့ဒီကျွန်းမှာတလေးဆန်တဲ့ကြံမင်းတွေရှိတဲ့အတွက်အစာရေစာကောင်းပါတယ်လို့ပြောတယ်။ဒါနဲ့လက်သမားကောင်းဆောင်ကလည်းခမရဲ့ဒီကျွန်းမှာဘလူးတရဲတွေရောရှိရလားဗျာလို့မေးလိုက်တယ်။ထို့သူကရှိတော့ရှိရဲ့ဘလူးတွေကနေ့မှာပျောက်ကွယ်နေပြီးညကြရင်တော့တောင်မြင်မှာလာပြီးစီးဝေးကြကခုံတာတွေလုပ်တတ်တယ်။တခုတော့ရှိရဲ့ဘလူးတွေဟာလူတွေရဲ့အညစ်ကြေးတွေကိုတော့အင်မတန်ယွန်ရှာတာမို့ခမရတို့အညစ်ကြေးကိုစွန့်ပစ်ပြီးရင်တောင်မြင်မှာတဲနဲ့ပြန်ဖုံးခဲ့ပါလို့ပြောတယ်။ဒီနောက်မှာတော့လက်သမားနဲ့အပေါင်းပါတို့ဟာတလေးဆန်နဲ့အရေရွှမ်းတဲ့ကြံရည်တို့အလွန်ပေါ်များတာကြောင့်အိမ်အောင်မပြန်တော့ပဲဒီရွာမှာပဲခေါင်းချတော့မင်းလို့စိတ်ဝင်ခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီလက်သမားတို့ရဲ့အဖွဲထဲမှာအစားအသောက်ခုံမင်းနဲ့ခေါင်းဆောင်တစ်ယောက်ရှိနေတယ်။အဲ့ဒီလက်သမားဟာမကြခင်မှာပဲကြံရည်ကိုရိုးရိုးတောက်ရုံအားမရတော့ပဲအရက်အဖြစ်ချက်ပြီးတော့တောက်တယ်။ထိုအခါသူ့ရဲ့တပည့်တွေကလည်းလိုက်လံတောက်ကြတာပေါ့။အဲဒီလိုအရက်သေးစားတောက်စားပြီးတဲ့အခါမူလာကရောက်နေတဲ့လူရဲ့စကားကိုမေ့လျော့ပြီးတောင်မြင်မှာအညစ်အကြေးတွေစွန့်ကြတယ်။အဲဒီနောက်ဘလူးတို့ရောက်လာပြီးစီဝေးကခုံတဲ့အခါအရင်လိုမဟုတ်ပဲတောင်မြင်မှာညစ်ပတ်နန်းစောနေတဲ့အတွက်စိတ်ဆိုးကုန်ကြတာပေါ့။အဲဒီလိုစိတ်ဆိုးပြီးဘလူးတွေကတွေ့တယ်။ဒီကျုံးမှာလူတွေလာနေလို့ဖြစ်မယ်။ဒီတော့ဒင်းတို့တွေမနေနိုင်အောင်ဒီရေနဲ့လွှမ်းပစ်ပြီးနှင်ကြရမယ်လို့တိုင်ပင်ကြတယ်။ဒါကိုကောင်းကင်ကနတ်ကောင်းတစ်ပါးကကြားပြီးလူနေအိမ်တအိမ်ကိုတကားခောက်ပြီးတော့ကိုထင်ပြတယ်။နောက်လာမဲ့လာပြည့်နေ့မှာဒီကျုံးမှာနေတဲ့ဘလူးတို့ကတင်တို့အားရေလန်းအောင်လုပ်ပြီးနှင်ထုတ်ပြီးတော့မီဒါကြောင့်မကြခင်ရှောင်နေကြရင်ကောင်းမယ်လို့ကြိုတင်မှာကြခဲ့တယ်။ဒါနဲ့လက်သမားတစုကပညာရှိတဲ့ခေါင်းဆောင်နဲ့တပည့်တစုဟာထိုနတ်ကောင်းရဲ့စကားကိုနားထောင်ပြီးကြံတစုကတော့အဲ့ဒီစကားကိုလည်းနားမထောင်ပဲကြံရည်ကိုသာတောက်ကြုံရင်မူးရစ်ပျော်ပါရင်အချိန်ဖြုံနေခဲ့တယ်။ထိုအခိုင်မှာမကောင်းတဲ့နတ်တစ်ပါးကအားလုံးကိုထင်ပြပြီးအိုးလူသားတို့ဒီကျုံးမှာတင်းတော့စိတ်ကြိုက်ပျော်ပါနေထိုင်ကြပါလို့ပြောပြီးပျောက်သွားတယ်။ဒီအခါမကောင်းတဲ့အုပ်စုဆရာကတော့တပည့်တို့အခုနကလာပြီးပြောသွားတဲ့နတ်စကားအတိုင်းပဲပြောသလိုသာနေကြဟေ့လို့ဆိုပြီးတောက်စားမူရင်နေကြတာပေါ့။ထိုအခါပညာရှိခေါင်းဆောင်ကငါတို့ကိုတမာဒေဝနတ်ကောင်းနတ်မြတ်ကလာရောက်ပြီးပြောတဲ့စကားမှန်မှုများတယ်။ဘာလို့လဲဆိုတော့တင်တို့ရဲ့အညစ်အကြေးကိုတောင်မြင်မှာစီကမ်းမဲ့စွာဆွန့်ပစ်ခဲ့လို့စိတ်ဆိုးတာဖြစ်မယ်။ဒါကြောင့်ငါတို့နေတဲ့ကျုံကိုဘလူးတွေမုံသွားတာဖြစ်လိမ့်မယ်။ဒီကျုံကိုရေလွှမ်းအောင်လုပ်လိမ့်မယ်။တင်တို့လည်းလာမင်းလာပြည့်နေမတိုင်မီလူ900ဆန်နဲ့လှည့်ကြီးတစ်စင်အမြန်လောက်ကြစေလို့မှားလိုက်တယ်။တပည့်တို့ဟာဆရာပြောတဲ့အတိုင်းအလွန်ကြီးတဲ့လှည့်ကြီးတစ်စင်ကိုအမြန်ဆုံးဆောက်လုပ်ကြတာပေါ့။
လာပြီးညလဲရောက်ရောပထမနဲ့လာပြောတဲ့အတိုင်းပင်လေကဒီရေလှိုင်းကြီးတက်လာပြီးကျွန်းတစ်ကြုံလုံးကိုဒီရေတွေနဲ့တိုက်စားပစ်လိုက်တယ်။ကျွန်းတစ်ကြုံလုံးလည်းဒီရေကြောင့်တေးကျေပျက်စီးကြတာပေါ့။ဒါပေမဲ့ပညာရှိရဲ့ခေါင်းဆောင်နဲ့နောက်လိုက်တွေကတော့လေတစင်းပေါ်မှာတက်နေတဲ့အတွက်အသက်ချမ်းသာရသွားပေမဲ့ကျုံးပေါ်မှာတောက်စားနေတဲ့ပညာမဲ့ခေါင်းဆောင်နဲ့နောက်လိုက်တွေကတော့ဒီရေနဲ့အတူမျောပါသွားပါတော့တဲ့ကွယ်။အခုဒီဇာဘေးမှာကတော့နှစ်လားဆိုတော့ဝေါ်ဟာရာဆိုတဲ့အုံမြင့်လေးပဲဖြစ်ပါရဲ့ရှင်။အမရာပူရာနေပြည်တော်ကြီးမှာဆရဲတော်ကြီးတယောက်ရှိခဲ့ဘူးတဲ့။တနေ့တော့အခါမှာတော့အမုတ်ဆိုးမမုံတယ်မတယောက်နဲ့ဆရဲတော်ကြီးအိမ်ကိုရောက်လာခဲ့တယ်။သူနဲ့အတူပါလာတဲ့သားကလေးကိုအနန္နာပေါ်ခိုင်းစရာများခိုင်းစေပြီးသွန်သင်ဆုံးမပေးပါရန်တောင်းပန်ပြီးတဲ့နောက်ထားပစ်ခဲ့တယ်။ဆရဲတော်ကြီးရဲ့မင်းငါစီဘယ်နှလနေမှာတော့အမေကိုတငယ်ကလည်း2လနေပါမယ်ခမရလို့ဖြေပေးတယ်။နောက်တနေ့မှာတော့ဆရဲကြီးရုံးတက်ရတယ်။တငယ်ကကိုယ့်အိတ်ကိုပိုက်ပြီးမြင်းမိဆွဲလက်ရလိုက်ရတယ်။ဆရဲကြီးကမြင်းကိုမှန်မှန်နင်းလာတယ်။တို့တော့ရုံးကိုရောက်တဲ့အခါတငယ်ပါမလာဘူး။ဆရဲကြီးကစိတ်ဆိုးဆိုးနဲ့မျှော်ကြည့်နေပြီးအတန်ကြာမှတငယ်ရောက်လာခဲ့တယ်။မင်းဘာဖြစ်လို့နောက်ကျနေရတော့မြင်းက6ထောက်4ချောင်းနဲ့သွားတာကို6ထောက်2ချောင်းနဲ့ရှိရဲ့ကျွန်တော်ကဘလို့လုပ်ပြီးမှီပါမလို့စကားမမျှနဲ့နောက်ကိုမှီအောင်လိုက်ရမယ်မလိုက်နိုင်ရင်မင်းအမေစီပြန်ပို့မယ်အမေအိမ်မှာအစားအသောက်ချို့တဲ့တို့ဖြစ်၍အမေအိမ်တို့မူပြန်မပို့ပါနဲ့မှီအောင်လိုက်ပါမယ်လို့အာမခံနေတငယ်ကသူ့ရဲ့ဂရီအတိုင်းနောက်တနေ့မှာမြင်းမီဆွဲလက်ရွက်အမိလိုက်လာတယ်တို့တော့ရုံးပေါ်ကိုထိုင်မိရဲ့အခါကုန်းစားလိုတာကြောင့်ကုန်းရီတောင်တော့ကုန်းအိမ်ပါမလာဘူးလမ်းမှာကြကြံခဲ့တယ်။ကျရေးကြီးကကုန်းအိမ်ကြကြံခဲ့တာသိရင်ဘာပြုတ်လို့မကောက်လာတော့ဟဲလို့မေးတာပေါ့။ကျရေးကြီးကိုမမီမှာဆိုလို့ပါ။နောက်ကိုမှတ်ထားကို့အရှင်သခင်ရဲ့ပစ္စည်းဆိုရင်ချီတုံးတုံကအစကြံမနေခဲ့ပါစေနဲ့။တငယ်ကထိုစကားကိုအတိအကျလိုက်နာပါတယ်။နောက်တနေ့ကျရေးကြီးရုံးကိုရောက်လို့ကုန်းစားဖို့ကုန်းအိမ်ကိုဖွင့်လိုက်တဲ့အခါမြင်းကြီးရုံးတွေထွက်လာတာကြောင့်ပါပဲ။တငယ်ကမြင်းနောက်ကလိုက်တဲ့သူဖြစ်တာကြောင့်မြင်းအမိမြောက်တက်ခရဲကကုန်းအိဖုံကိုဖွင့်ပြီးခံယူထားခဲ့တာကြောင့်ပါကုန်းအိထဲကမြင်းကြီးတွေတရုံမီတရုံထွက်လာတဲ့အခါအဖော်ပေါင်းတွေကဝိုင်းဝန်းရီမောကြတာပေါ့စရဲကြီးကမင်းဘာဖြစ်လို့မြင်းကြီးတွေကိုကုန်းအိထဲထည့်လာတာတုံးလို့စိတ်ဆိုးမှန်ဆိုးနဲ့မေးတယ်တငယ်ကလည်းနှုတ်စရဲကြီးပဲကိုတခင်ပစ္စည်းဆိုချီတုံတုံကအစာကြံမနေခဲ့ပါစေနဲ့ပြောထားလို့ပါတယ်ကိုစကားနဲ့ကိုမိနေတာကြောင့်စရေးကြီးဟာစိတ်မနိုင်ခဲ့မရဖြစ်နေတာပေါ့။သူ့အတွက်နောက်တနေ့မှာတော့ထိုတငယ်ကိုရုံးကိုမခေါ်တော့ပဲအိမ်မှာထားပစ်ခဲ့ပါတယ်။စရေးကြီးရုံးကိုထွက်သွားပြီးမကြခင်စရေးကြီးရဲ့ဇနီးကထိုတငယ်ကိုလှမ်းခေါ်လိုက်တယ်။ငါတို့ဈေးသွားမလို့ခလေးအိတ်နေတာကြည့်ထားလိုက်စမ်း။ဟုတ်ကဲ့ခင်ဗျာ။သူအေးဟုတ်ကဲ့ခင်ဗျာမှာအလွန်ကြောက်စရာကောင်းနေ။ခလေးကိုကြည့်လိုက်စမ်းဆိုခြင်းကခလေးမနှိုးအောင်ပခတ်ကိုဆောင်လွှဲရန်ခလေးနှုံးလာခဲ့တော့ထိန်းသားချော်ထားရန်ဆိုတဲ့အဓိပ္ပာယ်ရတယ်။သို့တော့တငယ်ဟာပခတ်ကိုတစ်ချက်မလွဲပါခလေးကိုကြည်ထားလိုက်ဆိုတဲ့အတိုင်းကြည်၍သာနေပခတ်ရက်သွားတယ်။ခလေးကိုချင်းကြိုက်တော့နိုးသွားပြီ။ခလေးကလေးဘက်သွားတာအရွယ်ဖြစ်တာကြောင့်ငိုရိုပြီးတော့ထားလာတယ်။တငယ်ကချော်မော်ခြင်းမပြုယူပြီးချီဖို့လက်တတိမရကြည်၍သာနေခဲ့တယ်။ခလေးကငိုရိုလျက်ပခတ်နှကန်းကိုဖတ်ပြီးစင်းနေပခတ်ဘောကထုံငနဲ့စောက်ထိုးကြတယ်။ခေါင်းမှာအဖူကြီးချက်ချင်းဖူးထွက်လာတယ်။ငိုလိုက်ပုံကလည်းကျွတ်ကျွတ်ရိုက်နေတာပေါ့။သို့ပါတော့လေတငယ်ဟာခလေးကိုကြည့်မြဲကြည့်နေတယ်။ခလေးကထိုင်ပြီးမငိုပါ။ငိုရိုရင်းကလေးဘက်ထောက်သွားလျက်လှေကားကိုရောက်သွားတယ်။လှေကားထိတ်ကဂျုံပြန်ကြတယ်။ဒလိန်ကောက်ွေးကြရာအောက်ဆုံးအထိပ်ရောက်မှရက်တော်တယ်။ခလေးငိုလိုက်ပုံဟာတက်မတက်ချက်မတက်နှက်ခမ်းကွဲပြီးထိတ်ပါပေါက်သွားတာကြောင့်သွေးတန်တရေရေပုံ။တငယ်ကတော့ကြည်မြဲကြည်နေခဲ့ပါတယ်။ခလေးမေသာပြန်မရောက်လာလျင်ခလေးသည်လမ်းထီထွက်ကောင်းထွက်ပြီးကျွဲနွားအနှင်းခံရကောင်းခံရပွဲရှိသည်မင်းနဲ့ကွယ်ခလေးကိုကြည်ထားလိုက်ပါဆိုတာငုံကြည့်နေရသလားအခုဖြစ်ပုံကောင်းနေရဲ့လား No တခင်မကကြည်ထားလိုက်ဆိုလို့ကျွန်တော်ကြည့်နေတာမျက်တောင်တစ်ချက်မခက်စရေးကြီးရဲ့ဇနီးတဲ့ဟာတနေ့လုံးမီတွန်းတောက်တီးမပြီးစရေးကြီးပြန်လာလျင်လာချင်းငိုကြီးချက်မနဲ့တိုင်ကြတယ်တို့အတွက်လူကတ်တက်အားခေါ်ရတော့တယ်မင်းဟာရုံးမှလည်းသုံးမရအိမ်မှလည်းသုံးမရမို့မင်းမေအိမ်ကိုပဲပြန်มาတော့မောင်မင်းကြီးတာကျွန်တော်2လပြည့်မှပြန်မရစီခမညာဟေးမင်းငါအိမ်ရောက်ပြီးဂျိုးမွေးနေတာ3လကျော်ပါပြီကွာထိုအခါလူကတက်ကရေးရေးကလေးပေါ်နေတဲ့တိမ်လွာကြားကလက်မင်းကိုလက်ညှိုးထိုးပြလိုက်တယ်
စိတ်ရည်ကြီးဟာများစွာအခက်တွေ့သွားတယ်။အတန်ကြားမှာအကြံရပြီးလူကတ်သက်ကိုရေအိမ်နှုံရှိရာကိုခေါ်သွားတယ်။ရေအိမ်နှုံထဲမှာကြည်စံလာတစင်မိုးပေါ်မှာကြည်စံလာတစင်ကဲဒီတော့လာနှစ်နာရှိသွားပြီမဟုတ်လား။မင်းစကားအတိုင်းမင်းမေအိမ်ရှိရာကြွပြီရောလူကတ်သက်လည်းစင်ကြေပေးစရာမရှိတော့ပါဘူးတဲ့ကွယ်။အခုတည်းဆိုပေးမှာကတော့အကြံကောင်းသောကိုကိုထွေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဟိုးရှိရှိတော့ကတိုင်းမီတပေမှာချောမောလှပသောအင်မတန်ဝါနကြီးရဲ့လေးလက်တာယာဆိုတဲ့မင်းသမီးတစ်ပါးရှိတယ်။သူကိုလက်ထပ်ခွင့်တောင်းတဲ့ဘသူကိုမဆိုသူကပု္ပ္ပာတစ်ခုခုကိုမေးလိုက်ရှိရဲ့။မှန်အောင်မဖြေနိုင်ရင်ကြိမ်တန်ရိုက်ပြီးနှင်းလွတ်တတော့သူ့ကိုလက်ခတ်ခွင့်ကောင်းတဲ့သူတွေကမရှိသလောက်နေပါတော့တာပေါ့။တနေ့တော့နယ်လှဲကုန်တွေဖြစ်တဲ့ညီအကို၃ယောက်ဟာအဲ့ဒီမြို့ကိုရောက်လာတယ်။မင်းသမီးလေးချောတာလှတာကိုမြင်တော့သူတို့၃ယောက်ကလက်ထပ်ခွင့်တောင်းမှုဆုံးဖြတ်လိုက်တယ်။သူတို့ကနယ်လှဲလာခဲ့တဲ့သူတွေဖြစ်တော့သူတို့ကိုသူတို့ဗဟုတုတကျွဲသွားတယ်။မင်းသမီးလေးရဲ့ပု္ပ္ပာကိုဖြေနိုင်လိမ့်မယ်လို့ထင်နေကြတာကိုမင်းသမီးလေးကပထမဆုံးကိုကိုကြီးကိုကျွန်ုပ်ကောင်းမှာအယောင်၂ယောင်ရှိသောသပင်တစ်ချောင်းရှိရာထိုအယောင်များသည်မိသည့်အယောင်များဖြစ်မည်နည်းလို့မေးတယ်။ကိုကိုကြီးကအဖြူရောင်နဲ့အနက်ရောင်လို့ဖြေတယ်။မင်းသမီးလေးကမှားတယ်ဆိုပြီးကိုကိုကြီးကိုကြိမ်တန်ရိုက်ခိုင်းလိုက်တယ်။နောက်ဒီမေးခွန်းကိုပဲကိုကိုလက်ကိုဖြေခိုင်းတယ်။ကိုကိုလက်ကအညိုနဲ့အနီဖြေရမယ်လို့ဖြေတယ်။ဒီအဖြေလဲမှားတယ်ဆိုပြီးမင်းသမီးလေးကကိုကိုလက်ကိုကြိမ်တန်ရိုက်ခိုင်းတယ်။အငယ်ဆုံးကိုကိုထွေးအလဲရောက်တော့ကိုကိုထွေးဟာရွှေရောင်နဲ့ငွေရောင်ပါလို့ဖြေလိုက်တယ်။အဲ့ဒီအဖြေဟာအမှန်ပါပဲ။ဒါပေမဲ့မင်းသမီးလေးကဒီမေးခွန်းကိုမှန်အောင်ဖြေနိုင်တာတခုတည်းနဲ့လက်မထပ်နိုင်ဘူး။ဒီညတင်ဟာတင်းကုတ်ထဲမှာဝုံဝုံကြီးတစ်ကောင်နဲ့အတူနေရမယ်။မိုးလေးလုံးမှတင်မသေးဘူးဆိုရင်လက်ထပ်မယ်လို့ပြောတယ်။ကိုကိုထွေးကလက်ခံမယ်ဆိုတော့သူ့ကိုတင်းကုတ်တစ်ခုတည်းကိုခေါ်သွားတယ်။အဲ့ဒီမှာဝုံဝုံကြီးတစ်ကောင်ရှိတယ်။သူ့ကိုမြင်တော့ဝုံဝုံကတိုက်ခိုက်မယ်ဟန်ပြုပြီးမယ်။ကိုကိုထွေးကတင်နဲ့ကျွန်တော်ဘသူကအစွမ်းရှိတယ်လဲပြိုင်ကြပါမယ်။တင်နိုင်ရင်ကျွန်ုပ်ကိုစားပါလို့ဖြေလိုက်တယ်။ဝုံဝုံကြီးကလည်းသဘောတူလိုက်တာပေါ့။ကိုကိုထွေးဟာအိတ်ထဲကတစ်ကြားသေးတွေကိုထုတ်ပြီးအခွန်မာတွေကိုပါးစပ်နဲ့ခိုက်ခွဲတယ်။ပြီးတော့ဝုံဝုံကြီးကိုကြောက်ခဲတွေပေးပြီးသူ့လိုလှုပ်ဖို့ခိုင်းစေတယ်။ဝုံဝုံကြီးဟာပါးစပ်ထဲကိုကြောက်ခဲတွေထည့်ပြီးကြိုက်ခွဲပေမဲ့ကြောက်ခဲတွေကမကွဲဘူး။အဲဒီနောက်မှာတော့ကိုကိုထွေးဟာသူ့ယူလာတဲ့ဆောင်းကိုထုတ်ပြီးတော့တီးပြတယ်။ဝုံဝုံကြီးကိုလည်းသူ့လိုတီးပြဖို့ပြောတယ်။ဝုံဝုံကြီးကဆောင်းကိုတောင်းတော့ဆောင်းကျိုးတွေဟာပိုးတွေလိုဖြစ်လို့အင်မတန်နူးညံ့တယ်။ဆောင်းတီးခြင်းနဲ့ဆိုရင်တင်းရဲ့လက်သေးချုံကြီးတွေကိုအရင်ညှက်ဖို့လိုတယ်လို့ပြောလိုက်တယ်။ဝုံဝုံကြီးကသူ့ရဲ့လက်သေးတွေကိုထိုးပြီးတော့ကိုကိုထွေးကလည်းအဲ့ဒီလက်သေးတွေကိုပြုတ်တူကြီးတွေနဲ့ညှက်လိုက်တာပေါ့။ဒီတော့ဝုံဝုံကြီးဟာလှောက်ရှားလို့မရတော့ဘူး။သူကတင်းကုတ်တောက်မှသွားပြီးအေးအေးလူလူအိတ်နေလိုက်တယ်။မနက်မိုးလင်းတော့မင်းသမီးကတင်းကုတ်ကိုလာကြည့်ရဲ့။ညီရဲ့ငယ်ဆုံးကိုကိုထွေးဟာအေးအေးလူလူအိတ်နေတာကိုတွေ့ရတယ်။ဒီတော့သူလည်းဂတိဖြတ်လို့မရဘဲနဲ့ကိုကိုထွေးနဲ့လက်ထပ်ဖို့စီစဉ်ရတာပေါ့။ဒါနဲ့သူတို့နှစ်ယောက်ဟာမင်္ဂလာဆောင်မဲ့ခမ်းမကိုမြင်းရထားစီနဲ့သွားကြတယ်။သူ့ရဲ့အကိုနှစ်ယောက်ကကိုကိုထွေးကိုမနာလို့ဖြစ်ပြီးဝုံဝုံကြီးကိုပြုတ်တူကလှုပ်ပေးလိုက်တယ်။ဝုံဝုံကြီးဟာဒေါသတကြီးနဲ့ယထာနောက်ကိုပြေးလိုက်တော့တာပေါ့။မင်းသမီးကကြောက်ရွံ့နေတယ်။ကိုကိုထွေးဟာယထာထဲမှာကင်းမီကောက်ထောင်ပြီးခြေထောက်နှစ်ဖက်ကိုပရင်းပေါအပြင်ဘက်ကိုထုတ်လိုက်တယ်။ဝုံဝုံကြီးကိုတင်လိုက်လာရင်ဒီပြုတ်တူနဲ့ညှက်ထားခံရမယ်လို့ပြောလိုက်တယ်။ဝုံဝုံကြီးလည်းကြောက်လန့်ပြီးတော့ယထာနောက်ကိုမလိုက်တော့ပဲတော်ထဲကိုဝင်ပြေးသွားတော့တာပေါ့။မင်းသမီးလေးနဲ့ကိုကိုထွေးဟာလည်းအန်နရဲ့ကင်းကင်းနဲ့မင်္ဂလာခမ်းမကိုရောက်ပြီးတော့လက်ထပ်လိုက်ကြပါတော့တဲ့ကွယ်။အခုတည်းဆက်ပေးမှာကတော့အစာတန်နဲ့မြောက်ကလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကအစာတန်နဲ့မြောက်ကလေးတစ်ကောင်ရှိ။သူ့ရဲ့နာမည်ကငညိုးတယ်။တနေ့ဝုံဝုံလေးဝတ်တုတ်ကမြောက်ငညိုးကိုမေးတယ်။ငညိုးငါထောင်ထားတဲ့ငါးပိုက်ကိုယူသွားတယ်မဟုတ်လားတဲ့။မြောက်ငညိုးကဝုံဝုံလေးဝတ်တုတ်ရဲ့စကားကိုကြားတော့ရီးပြီးတော့ပြောတာပေါ့။မင်းငါးပိုက်ကိုငါမယူဘူး။မြောက်ငထိုးယူသွားတာငါတွေ့ခဲ့တယ်ကွာတဲ့။အဲဒီလိုဝုံဝုံလေးရဲ့အမေစကားကိုလွှဲပြီးတော့ပြောလိုက်တယ်။အမှန်တော့ဝုံဝုံလေးချောင်းထဲမှာထောင်ထားတဲ့ပိုက်မှာငါးတွေမိနေတာအများကြီးပဲ။ဒါကိုမြောက်ငညိုကတွေ့ပြီးငါးတွေမိထားတဲ့ဝုံဝုံလေးရဲ့ငါးပိုက်ကိုဝှက်ထားခဲ့တာလေ။မြောက်ငညိုရဲ့စကားကိုဝုံဝုံလေးကမယုံဘူးပေါ့။မြောက်ငညိုရဲ့အစာတန်နဲ့အချင်းစရိုက်ကိုသိနေတယ်မဟုတ်လား။မဆပါနဲ့ငညိုရဲ့ငါအမေနေမကောင်းလို့ငါစားဖို့အတွက်ရှာပေးထားတာပါ။
မြောက်ကလေးကိုဝုံဝုံလေးကတောင်းပန်စကားဆိုလိုက်တယ်။ဒါပေမဲ့မြောင်ငညိုကမတိချင်အောင်ဆောင်ပြီးငါ့ကိုမဆွတ်ဆွဲပါနဲ့ဝုံဝုံလေးမြောင်ငထူးယူသွားတာငါတိတိကျကျတွေ့ခဲ့တာကွာ။အဲ့ဒါနဲ့ဝုံဝုံလေးဟာဘာမှမတတ်နိုင်ပဲမြောင်ငထူးကိုသွားမိတာပေါ့။ငထူးမင်းငါထောင်ထားတဲ့ငါးဘက်ယူသွားတယ်လို့ငညိုကပြောတယ်။ယူထားရင်ငါ့ကိုပြန်ပေးပါတဲ့။ဝုံဝုံလေးရဲ့စကားကိုကြားတော့မြောင်ငထူးကဒေါသဖြစ်သွားတယ်။ငါ့ကိုအပြစ်လွဲချတဲ့ငညိုတွေ့ကြသေးတာပေါ့ဝုံဝုံလေးနဲ့အတူမြောင်ငညိုနောက်ကိုလိုက်လာတာပေါ့ချောင်းဆက်ရောက်တော့တစ်ဖက်ကန်းကတပင်ကိုင်းပေါ်မှာဝုံဝုံလေးရဲ့ပိုက်နဲ့ငါးတွေကိုတွေ့လိုက်ရတယ်မြောင်ငထူးနဲ့ဝုံဝုံလေးကဝမ်းသာအားရနဲ့တပင်ကိုင်းပေါ်ကပိုက်နဲ့ငါးကိုယူနေတော့ပြားအောင်ကြီးတွေကပြားတွေထွက်လာပြီးတုတ်တော့မြောင်ငထူးနဲ့ဝုံဝုံလေးထွက်ပြေးရတာပေါ့မြောင်ငထူးနဲ့ဝုံဝုံလေးဝါတုတ်တို့ဟာပြားတွေဝိုင်းတုံးလို့ထွက်ပြေးသွားတာကိုချောင်းတစ်ဖက်ကန်းကခြုံကြီးတွေကချောင်းကြည့်နေတဲ့မြောင်ငညိုကသဘောကျနေတယ်။ဒါပေမဲ့မြောင်ငညိုရဲ့အစတန်နောက်ပြမှုတရင်ကလွင့်သွားတယ်။ဒါကြောင့်တရိษံတွေအားလုံးကမြောင်ငညိုကိုမခေါ်မပြောဘဲနဲ့နေကြတယ်။ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မြောင်ငညိုဟာတကောင်နဲ့ပဲနေရတော့တာပေါ့။အဲဒီအချိန်မှာချောင်းဆက်မှာငါးရှာနေတဲ့ဗျိုင်းတစ်ကောင်ကိုတွေ့ရလို့ပြောသွားတယ်။ဗျိုင်းကငါအကြောင်းကိုမသိသေးဘူးနဲ့တူတယ်စကားဆမှဖြစ်မယ်လို့တွေးပြီးဗျိုင်းစီကိုသွားတာပေါ့ကိုရွှေဗျိုင်းဘယ်ရက်ကလာတာလဲမြောင်ငညိုကမေးတော့ဗျိုင်းကစဉ်းစားမိရဲ့ငါနေ့တိုင်းချောင်းဆက်မှာငါးရှာနေတာတိလျက်နဲ့မေးတာမြောင်ငညိုမှာအကြံရှိတာသေးကြတယ်လို့သတိထားပြီးတွေးလိုက်ပြီးတော့ပြန်ပြောတယ်ကျုပ်ကနတ်ဝက်ပင်မှာနေထိုင်နေသူဖြစ်ပါတယ်တဲ့ဗျိုင်းရဲ့စကားကိုကြတော့မြောင်ငညိုဟာတခါမှမကြဘူးတဲ့အပင်ဖြစ်နေတာကြောင့်အံ့ဩသွားတာပေါ့အဲ့ဒီနတ်ဝက်ပင်ကဘာထူးကြလဲကျုပ်ကိုပြပါတယ်ဗျိုင်းကလည်းကျုပ်ဒီကိုလာတာအလကားလာတာမဟုတ်ဘူးဒီချောင်းထဲမှာရှိတဲ့ငါးတစ်ကောင်ကိုဖမ်းပြီးနတ်ဝက်ပင်မှာထားရင်လိုရာကိုရတယ်တဲ့ဗျိုင်းစကားကိုကြားတော့မြောင်ငညိုကသဘောကျသွားတာပေါ့ကျုပ်လည်းကိုရွှေဗျိုင်းလိုငါးရအောင်ရှာပြီးနတ်ဝက်ပင်မှာထားပေးမယ်လို့ပြောပြီးချောင်းထဲကိုဆင်းပြီးတော့ငါးရှာတယ်မြောင်ငညိုငါးဖမ်းပေမဲ့တကားမှမရဘူးဗျိုင်းကမြောင်ငညိုရဲ့အဖြစ်ကိုတွေးပြီးမင်းကအလကားကောင်ပဲငါးတကောင်မှဖမ်းနိုင်တဲ့အစွမ်းမရှိဘူးကျုပ်ကိုကြည့်တယ်ဗျိုင်းကမြောင်ငညိုကိုပြောပြီးချောင်းဆက်မှာရက်နေတယ်အဲ့ဒီအချိန်ချောင်းထဲကငါးတွေကရေစီးနဲ့ဆင်းလာတယ်ဗျိုင်းကချောင်းထဲမှာတွေ့ရတဲ့ငါးတွေကိုတကောင်ချင်းထိုးတုပ်လိုက်တယ်မြောင်ငညိုကဗျိုင်းကိုကြည့်ပြီးတော့အားကြသွားတယ်ငါကိုရွှေဗျိုင်းလိုငါးတွေများကြီးဖမ်းနိုင်အောင်စူးစမ်းမယ်လို့တွေးပြီးဗျိုင်းလိုချောင်းထဲကငါးတွေကိုရဖို့စူးစမ်းတာပေါ့ဒါပေမဲ့ငါးတကောင်မှမရလို့စိတ်ပြက်နေတယ်မြောင်ငညိုရဲ့အဖြစ်ကိုဗျိုင်းကတွေးတော့မင်းရဆွဲနဲ့ငါးဖမ်းလို့မရရင်နေခဲ့ငါးဖမ်းပြီးနတ်ဝက်ပင်ကိုသွားမယ်လို့ပြောလိုက်တယ်ဗျိုင်းကပြောပြီးတော့ငါးတကောင်ကိုကိုက်ချီသွားတာပေါ့မြောင်ငညိုကလည်းထူးထူးဆန်းဆန်းကြားရတဲ့နတ်ဝက်ပင်ကိုတိတ်တွေ့ခြင်းနဲ့ဒါနဲ့ဗျိုင်းချောင်းထဲကိုငါးလာဖမ်းကိုမျောနေတယ်ဗျိုင်းရောက်လာတော့မြောင်ငညိုကရောက်သွားပြီးကိုရွှေဗျိုင်းချောင်းထဲကိုမလာတာ3-4ရက်ရှိနေပြီဘယ်သွားနေတာလဲလို့မေးလိုက်တယ်ဗျိုင်းကလည်းဒီချောင်းကတင်းငယ်လို့ငါးသေးသေးလေးပဲရတာငါချောင်းကြီးကြီးထဲမှာငါဖမ်းတော့ငါကြီးကြီးတွေရတယ်အဲ့ဒါကြောင့်ငါမလာတာတဲ့ဗျိုင်းစကားကိုကြားတော့မြောင်ငညိုကငါလဲကိုရွှေဗျိုင်းငါရှာနေတဲ့ချောင်းကြီးကိုလိုက်ပေးရစေလို့ပြောလိုက်တယ်ဒီလိုနဲ့မြောင်ငညိုဟာဗျိုင်းနဲ့အတူလိုက်ရင်ချောင်းကြီးကိုတွေ့တော့ပျော်သွားတာပေါ့ချောင်းကြီးထဲမှာလဲငါးကြီးတွေကိုတွေ့ရတယ်ဒီတော့မြောင်ငညိုကအကြံရသွားတယ်ငါကိုရွှေဗျိုင်းကိုစဖို့အခွင့်အရေးရပြီလို့တွေးပြီးချောင်းဆက်မှာတွင်ကြီးတွင်ကိုတွေးလို့ဗျိုင်းကိုပြောလိုက်တယ်ကိုရွှေဗျိုင်းဒီတွင်ကြီးထဲကိုငါးကြီးတစ်ကောင်ဝင်သွားတာတွေ့ရတယ်အဲ့ဒါငါဖမ်းလို့မရဘူးဖြစ်နေတယ်ဗျိုင်းကငါးမျိုးတွေကိုဖမ်းနေကြဆိုတော့မြောင်ငညိုပြတဲ့ချောင်းဆက်ကတွင်ကြီးကိုကြည့်ပြီးစိတ်ချပါကျုပ်ငါးရရင်တယောက်တစ်ဝက်စီယူပြီးနောက်ဝက်ပင်မှာထားရင်လိုရာတွေများကြီးရမှသေးကြတယ်တဲ့မြောင်ငညိုလည်းဗျိုင်းစကားကိုကြားလိုက်ရတော့ဝမ်းသာသွားတယ်ဗျိုင်းကသူ့ရဲ့နှုတ်သီးရှင်နဲ့မြောင်ငညိုပြတဲ့တွင်တွေကိုထိုးကြည့်ပြီးရှာဖွေတယ်ဘာမှမတွေ့ရတော့အံ့ဩသွားတယ်ငါတွင်တွေကိုရှာကြည့်တော့မင်းပြောသလိုငါးကြီးရှိတာသိကြတယ်ကွာဒါပေမဲ့ငါနှုတ်သီးနဲ့ငါးကြီးကိုဆွဲထုတ်လို့မရဘူးမင်းအလှဲ့ပဲလို့ဗျိုင်းကပြောလိုက်တာပေါ့မြောင်ငညိုကဗျိုင်းစကားလဲကြားရောမငင်းသားပဲတွင်ကြီးတွေကိုလက်နှိုက်ပြီးတော့ကြည့်လိုက်တယ်တွင်ထဲမှာနေတဲ့ကနန်းကသူ့ရဲ့လက်မကြီးနဲ့မြောင်ငညိုရဲ့လက်ကိုညှက်ထားလိုက်တယ်မြောင်ငညိုလည်းဘလို့ယုံမရပဲဖြစ်နေတာပေါ့ဒါကြောင့်ဗျိုင်းကိုအကူကြီးလှမ်းတောင်းနေအဲဒီတော့ဗျိုင်းကလည်းမင်းငါ့ကိုစဖို့ကြံစီတာမဟုတ်လားအခုမင်းလက်ကိုတွင်းထဲကကနန်းကြီးညှက်ထားလို့ငါလည်းမတက်နိုင်ဘူး
မင်းအဖြစ်နဲ့မင်းခံပြီးတော့လို့ပြောပြီးအဝေးကိုပြန်တတ်သွားတယ်။မြောင်ငညိုလည်းတွင်ကြီးတဲကခဏန်းကသူ့လက်ကိုညှက်ထားလို့ရုံးမရဖြစ်နေတာပေါ့။နောက်ဆုံးတော့မြောင်ငညိုဟာသူတစ်ပါးအပေါ်မကောင်းတဲ့စိတ်ထားနဲ့အဆတန်မှုတွေကြောင့်ခံစားရခြင်းကိုလက်တွေ့သိလိုက်ရပါတော့တဲ့ကွယ်။ ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။